မင်္ဂလာပါဒီဗီဒီယိုလေးမှာကတော့တဦးချင်းလုပ်ငန်းသုံးချင်းငွေနဲ့ဆိုင်တဲ့တိထားတဲ့ငွေရေးကြေးဆိုင်ရာအသိပညာများကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတဦးချင်းလုပ်ငန်းသုံးချင်းငွေဆိုတာဘာလဲဆိုတဲ့မိကွန်းလေးနဲ့အစာပြုကြည့်ရအောင်တဦးချင်းလုပ်ငန်းသုံးချင်းငွေဆိုတာကလုပ်ငန်းငယ်များနဲ့အလတ်စားလုပ်ငန်းများသုံးဖို့ဘဏ်တွေဒါမှမဟုတ်ချင်းငွေဝန်ဆောင်မှုပေးတဲ့ငွေကြေးအဖွဲ့အစည်းတွေကနေပေးတဲ့လုပ်ငန်းသုံးချင်းငွေကိုပြောတာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဒါကြောင့်ချင်းငွေဆိုတာလိုအပ်နိုင်တယ်လေဟုတ်ပါတယ်လုပ်ငန်းရှင်တွေကလုပ်ငန်းတိုးချဲ့ဖို့ပစ္စည်းကိရိယာတည်တည်ဝယ်ယူဖို့ဒါမှမဟုတ်နည်းပညာပိုင်းဆိုင်ရာ software တွေပြောင်းလဲဖို့စသဖြင့်အကြောင်းအမျိုးမျိုးကြောင့်ကျမတို့ငွေကြေးလိုအပ်မှုရှိလာတဲ့အခါမှာလိုအပ်တဲ့အရင်းအနှီးအဖြစ်အသုံးပြုနိုင်ဖို့ချင်းငွေဆိုတာမဖြစ်မနေလိုအပ်လာတတ်ပါတယ်ချင်းငွေယူခြင်းကမိမိလုပ်ငန်းအတွက်ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေသလဲဆိုတာကိုအချက်၄ချက်နဲ့လေ့လာကြည့်ရအောင်ပထမချက်အနေနဲ့ချင်းငွေယူလိုက်တဲ့အခါမှာရင်းနှီးငွေရရှိသွားတယ်။အဲ့ဒီရင်းနှီးငွေကိုလုပ်ငန်းတိုးချဲ့လိုက်တဲ့အခါမှာအမြတ်များရနိုင်တဲ့အကျိုးကျေးဇူးမျိုးကိုရရှိနိုင်တာဖြစ်တယ်။ဥပမာရခင်ကမိတ်ဆွေကကိုပိုင်ငွေသုံးပြီးတော့ပြုလုပ်ထားတဲ့လုပ်ငန်းအသေးစားတစ်ခုရှိမယ်။ဒါကအမြတ်ငွေနည်းစေတယ်။အဲ့လိုချိန်မှာချင်းငွေတွေထပ်ယူလိုက်တဲ့အခါမှာရခင်ကထက်လုပ်ငန်းကိုပို့ပြီးတော့ချဲ့ထွင်နိုင်တယ်။အဲ့ဒီအလုပ်ကနေရခင်ကထက်အမြတ်များရနိုင်တဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ရေရှည်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက်လက်ရှိငွေကြေးစီးဆင်းမှုကိုထိခိုက်မှုမဖြစ်စေဘဲရင်းနှီးမြှုပ်နှံနိုင်ပါတယ်။တနည်းအားဖြင့်ငွေကြေးစီးဆင်းမှုကိုပုံမကောင်းမှုစေပြီးတော့လုပ်ငန်းအကျိုးမြတ်ကိုတိုးတက်စေတဲ့အကျိုးသက်ရောက်မှုရရှိနိုင်မှာဖြစ်ပါတယ်။တတိယချက်အနေနဲ့ကျင်းပချင်းငွေတွေထက်အဖွဲ့အစည်းကနေချင်းငွေယူတဲ့အခါမှာအတိုးနှုန်းပိုပြီးတော့တက်တာဖြစ်ပါတယ်။နံပါတ်၄ပြန်လည်ပေးဆက်ရာတွင်အဆင်ပြေမှုရှိစေတယ်။မိတ်ဆွေအနေနဲ့ချင်းငွေကာလကို6လမှ24လထိလျှောက်ထားနိုင်ပြီးပြန်လည်ပေးဆက်ရာတွင်လည်းလစဉ်ပုံမှန်တွင်းတဲ့စနစ်နဲ့ဆက်ရတာမို့လို့မိတ်ဆွေရဲ့ငွေကြေးစီမံခန့်ခွဲရမှာအဆင်ပြေစေပါတယ်။ဒါအပြင် digital payment online ငွေကြေးစနစ်နဲ့လည်းပြန်လည်ပေးဆက်နိုင်တာမို့လို့ငွေသားစီးဆင်းမှုကိုလွယ်ကူမြန်ဆန်စေမှာဖြစ်ပါတယ်။ချင်းငွေယူခြင်းကဘလို့အကျိုးသက်ရောက်မှုဖြစ်စေတယ်လဲဆိုတာကိုတည်ထားပြီးဆိုရင်ချင်းငွေယူပြီးနောက်ဖြစ်ပေါ်လာနိုင်တဲ့ဆုံးရှုံးနိုင်ခြေရှိမှုတွေကိုလည်းတည်ထားဖို့လိုအပ်ပါတယ်။နံပါတ်1အနေနဲ့ရရှိထားတဲ့ချင်းငွေကိုကျမတို့ကလုပ်ငန်းအတွက်အသုံးမပြုဘဲမလိုအပ်တဲ့ပစ္စည်းတွေစိန်ခံပစ္စည်းဝယ်ယူမှုတွေကိုယ်ပိုင်သုံးစွဲမှုတွေမှာသုံးလိုက်မယ်ဆိုရင်ချင်းငွေရယူထားပေမဲ့ကောင်းကျိုးမဖြစ်တော့ဘဲပြန်ဆက်တဲ့အခါမှာခက်ခဲသွားစေနိုင်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာရင်ဘလို့ရင်ဆိုင်ဖြေရှင်းကြမလဲ။ဒီလိုအခြေအနေမျိုးကြုံရင်မိမိလုပ်ငန်းရဲ့ငွေကြေးအခြေအနေကိုနားလည်ထားရပါမယ်။အခြေခံကြတဲ့ဝင်ငွေထွက်ငွေမှတ်တမ်းမှတ်ခြင်းတွေပြုလုပ်ရမယ်။ဒီလိုသုံးစွဲမှုမှတ်တမ်းကိုပြုလုပ်ထားခြင်းအပြင်လုပ်ငန်းအတွက်သုံးလိုက်တာလားမဖြစ်မနေဝယ်ယူရန်မလိုအပ်တဲ့နေရာတွေမှာအသုံးချမိလိုက်တာလားဆိုတာကိုမှတ်တမ်းကိုကြည့်ပြီးတော့သိရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ချင်းငွေယူပြီးနောက်ချင်းငွေကိုလုပ်ငန်းအတွက်အကျိုးရှိစွာဘယ်လိုအသုံးချရမလဲဆိုတဲ့ရည်မှန်းချက်ပန်းတိုင်းတိတိကျကျမရှိထားဘူးဆိုရင်ချင်းငွေပြန်ဆက်မှုအတွက်အခက်အခဲတွေဖြစ်နိုင်ပါတယ်။ဒါကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။မိတ်ဆွေအနေနဲ့ချင်းငွေမယူခင်ကတည်းကချင်းငွေကိုလုပ်ငန်းရဲ့ဘယ်လိုကဏ္ဍမှာစနစ်တကျအသုံးချမယ်ဆိုတာကိုရည်ရွယ်ချက်ထားရှိပါ။ဥပမာအေးမုံလုပ်ငန်းကမုံထုတ်နိုင်စွမ်းမလုံလောက်လို့မုတ်ပုတ်ဆက်တစ်ခုလိုအပ်တယ်။မုတ်ပုတ်ဆက်ရဲ့တန်ဖိုးက360ဖြစ်မယ်။အေးကချေးဖို့ဆုံးဖြတ်လိုက်တယ်။လစဉ်9,500ပြန်ဆက်ရမယ်ဆိုပါစို့။ဒါဆိုရင်ရရှိတဲ့ချေးငွေနဲ့အေးကမုတ်ပုတ်ဆက်ဝယ်လိုက်တယ်။ဆက်အစ်ကြောင့်မုံထုတ်နိုင်စွမ်း3ဆမြင့်တက်လာတယ်။အရင်ကလုပ်သား2ယောက်လုပ်ရတဲ့နေရာမှာအခု1ယောက်နဲ့လုံလောက်လာတယ်။အော်ဒါအများကြီးကိုလက်ခံနိုင်ပြီးတော့ရောင်းအား3ဆတက်လာတယ်။လစဉ်အမျက်ငွေတိုးလာပြီးတော့ချင်းငွေပြန်ဆက်ဖို့လည်းအဆင်ပြေနိုင်တယ်။အခုလိုမျိုးရည်ရွယ်ချက်ထားရှိပြီးချင်းငွေကိုလုပ်ငန်းတိုးတက်မှုအတွက်ထိရောက်စွာအသုံးချနိုင်နေဆိုရင်အကျိုးမဲ့အသုံးပြုခြင်းကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့တတိပြုရမှာကကျွေးနွံနစ်ခြင်းအန္တရာယ်ဖြစ်ပါတယ်။ဘယ်လိုမျိုးအကြောင်းအရာတွေကကျွေးနွံနစ်ခြင်းကိုဖြစ်ပေါ်စေသလဲ။1ချင်းငွေကိုလိုအပ်တာထက်ပိုမိုရယူခြင်း။2ချင်းငွေ300မှာစီးစနစ်မရှိခြင်း3ချင်းငွေကိုနေရာအမြောက်များမှတစ်ခုထပ်ပို့ပြီးရယူထားပြီးအလင်းမီပြန်မဆက်နိုင်ခြင်းစတဲ့အချက်တွေဖြစ်ပါတယ်။ကျွေးနွံနစ်ခြင်းအန္တရာယ်ကြုံလာရင်ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။
မိတ်ဆွေတို့အနေနဲ့ချင်းငွေမယူခင်ကတည်းကပြန်ဆက်နိုင်ခြေရှိတဲ့ချင်းငွေပမာဏကိုပဲယူပါလာစဉ်အပတ်စဉ်နေ့စဉ်စသဖြင့်လုပ်ငန်းနဲ့ကိုက်နေတဲ့ဝင်ငွေထွက်ငွေအရှုံးမြတ်စီးရင်တွေကိုစနစ်တကျစီးရင်လုပ်ပါချင်းငွေထက်ယူပြီးစက်တာမျိုးမလုပ်ပါနဲ့အကျွေးတန်တရားတိုးစေပါတယ်လုပ်ငန်းအရင်းမြစ်ဖြစ်တဲ့ပစ္စည်းတွေရောင်းချပြီးချင်းငွေဆက်ခြင်းကိုလည်းရှောင်ရပါမယ်ဒီလိုနည်းလမ်းလေးတွေနဲ့ငွေသားစီးဆင်းမှုကောင်းအောင်ပြန်လည်တည်ဆောက်တင်ပါတယ်ယခုတဦးတဲ့လုပ်ငန်းသုံးချင်းငွေနဲ့ပတ်သက်တဲ့ငွေရေးကြေးအသိပညာပေးထားတဲ့အချက်လက်လေးတွေတိုင်းလိုက်နာကျင့်သုံးကြည့်ဖို့တိုက်တွန်းလိုက်ပါရစေရှင်